Hello အားလုံးပဲမင်္ဂလာပါဒီနေ့ပြပြပေးသွားမယ့်အကြောင်းလေးကကိုယ့်ရဲ့ဒေါသတွေကိုဘယ်လိုလျှော့ချမလဲနဲ့စိတ်အေးချမ်းအောင်ဘယ်လိုနေထိုင်မလဲဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်အဲဒီဟာလေးတွေကိုအချက်နဲ့ချက်နဲ့ရှင်းပြပေးမယ်ပထမတစ်ခုကဘာလဲဆိုလို့ရှိရင်သူများပေးတိုင်းမယူနဲ့နောက်တစ်ခုကကြတော့ဖြည့်တွေးပေးဖြည့်တွေးပေးဆိုတာကိုတော်တော်များများနားလည်ကြမယ်တင်တယ်သူများပေးတိုင်းမယူနဲ့ဆိုတာဘာကိုပြောရလဲပေါ့ဒေါသလျှော့တာနဲ့သူများပေးရင်ယူတာနဲ့ဘာဆိုင်လို့လဲပေါ့တော်တော်များများကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒေါသထွက်တဲ့ case တွေရဲ့80%လောက်ကသူများကြောင့်မလို့ကိုကဒေါသထွက်ရတာပေါ့နော်ဥပမာဆိုရင်သူများငါ့ကိုဒီလိုပြောလိုက်လို့ငါစိတ်တူတယ်အဲ့လိုမျိုးပေါ့အဲ့တော့ပြောတဲ့လူလုပ်တဲ့လူကသူများဒါပေမဲ့ဒေါသထွက်တော့ကိုကဒေါသထွက်ရတယ်အဲ့ဒါလေးကိုအခုဇလန်းလေးတစ်ပုဒ်နဲ့ရှင်းပြပေးမယ်ပေါ့နော်ဖះကဆုံးငံကြွတယ်သူပုံမှန်ဆုံးငံကြွတဲ့အချိန်မှာဖះကိုမကြိုက်တဲ့လူတယောက်ကဖះကသူ့ရင်ရှိကဖြတ်ပြီဆိုလို့ရှိရင်အမြဲအင်ရှိထွက်ပြီးဆဲတယ်ဒါပေမဲ့လည်းဖះကသူ့ခင်းဆိုင်ရောဖះကသူဆုံးငံကြွတဲ့ရှိအောင်ဆက်ကြသွားတယ်သူကလည်းသူဆင်းနေသူ့အိမ်မှာဒေါသထွက်နေကြမ်းနေခဲ့ရပေါ့အဲ့နဲ့တရက်ကြတော့အဲ့လူကမနေနိုင်တော့ဖះကိုတမေးရရှင်ဖះပေါ့ဘာလို့ကျွန်တော်ကဖះကိုနေတိုင်းဆဲနေရပေါ့လို့ဘာမှဒေါသမထွက်ပဲနဲ့ဒီတိုင်းအေးအေးဆေးဆေးနဲ့ဆက်ပြီးတော့ကိုလုံးဆက်ရှိရဲ့အလုပ်ကိုဆက်လုပ်သွားနိုင်တာလေပေါ့တော်ယုံလူတွေဆိုသိရမလားဘလိုင်းဆဲခံရပြီဆိုလို့ရှင်မရှန်နေပါပြန်တွေးလိုက်မှာပေါ့အဲ့နဲ့ဖះပြောတော့ပေါ့နော်ဒါဆိုလို့ရှိရင်တဲ့မိခွန်းလေးမေးမယ်တဲ့တဲ့အိမ်ကိုပေါ့အခုဧည့်သည်တွေကရောက်လာတယ်ဧည့်သည်ကိုလက်ဆောင်ပေးဖို့အတွက်ဆိုပြီးတော့လက်ဆောင်ထုတ်လေးပြင်ထားရပေါ့နော်ဒါပေမဲ့ဧည့်သည်တွေကပြန်သွားတဲ့အချိန်မှာအဲ့လက်ဆောင်ထုတ်တွေမယူသွားဘူးမြူသွားဆိုလို့ရှိရင်အဲ့လက်ဆောင်တွေကဘာမှကြမ်းခဲ့မလဲတဲ့အဲ့လိုအဖြေတာပေါ့အဲ့လက်ဆောင်ထုတ်တွေကသူ့အိမ်မှာပဲကြမ်းခဲ့မှာပေါ့အင်ရှင်စီမှာပဲကြမ်းခဲ့မှာပေါ့အဲ့တော့ဧည့်သည်တွေကရောဒီလက်ဆောင်ထုတ်ကိုမယူသွားတဲ့အတွက်ရသွားလားဆိုမရသွားအဲ့လိုပဲတဲ့တင်ကအခုကျွန်ုပ်ကိုပေါ့နော်ဒီဒေါသတွေအကုသိုလ်တွေပေးတယ်လာပြီးတော့အမျိုးသူဆုံးငံကြွရင်မြင်းထွက်ပြီးတော့လာဆဲနေဆိုတာအဖေကဒေါသလာပေးရပေါ့နော်အကုသိုလ်ကြီးလာပေးနေရပေါ့ကျွန်တော်ကမယူလေတဲ့မယူလို့ရှိရင်တင်ပေးရဒေါသတွေအကုသိုလ်ကြီးကျွန်တော်ကရစရာအကြောင်းမရှိဘူးလေတဲ့အဲကြောင့်မလို့သူကတည်ငြိမ်နဲ့သူလို့ဆက်ရှိအောင်ဆက်လုပ်သွားနိုင်တယ်ပေါ့တခြားစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်လေသိလားသူကြောင့်သူကငါ့ကိုဒီလိုပြောလိုက်လို့ငါစိတ်ဆိုးသွားတယ်ဆိုတာကလေအဲ့တစ်ဖက်သူပေးနေတဲ့ဒေါသတွေအကုသိုလ်တွေကိုကလက်ခံလိုက်လို့လေဟုတ်တယ်မလားကိုကလက်ခံလိုက်တော့ကိုကဒေါသထွက်ရတယ်လေအော်တော့နောက်ပိုင်းလို့သူများတကာတွေကကိုကိုလာပြောတယ်ကိုအတွက်အရင်မကြည့်ဘူးထင်လို့ရှိရင် Q မဆိုင် just ignore ပဲသူတို့ပြောချင်တာပြောသူကိုဒေါသထွက်အောင်လာလို့လေစိတ်ထဲမထည့်ဘူးအဲ့လိုမျိုးဆိုဒေါသတော်တော်လေးကိုလျော့သွားတယ်ကွာသိလားကိုလိုချင်တဲ့ကောင်းတဲ့အထုပ်တွေကုသိုလ်ထုပ်တွေဘာညာဆိုရင်ယူကွာအဲ့လိုမှမဟုတ်ဘဲနဲ့အကုသိုလ်တွေဒေါသတွေဆိုလို့ရှိရင်ယူမနေနဲ့အဲ့ထုပ်တွေကိုသိမလားမယူချင်ထားခဲ့လို့ရရဟိုဧည့်သည်လို့ပေါ့သူဒီလက်ဆောင်ထုပ်မယူချင်ထားခဲ့လိုက်လို့ရှိရင်သူ့မှာအဲ့ဒါမရဘူးလေအခုနံပါတ်2ချက်ဖြစ်တဲ့ဖြည့်တွေးပေးပေါ့တခါကအဖွေးနဲ့မဂျက်စီကာတတာတို့မိကွန်းဖြည့်တဲ့ show တစ်ခုမှာပေါ့နော်အမဖွေးပြောတဲ့စကားကိုတော်တော်လေးသဘောကျတယ်အဲ့ဒါလေးပြီးတော့ sharing လုပ်ပေးမယ်အဲ့ဒါဘာလဲဆိုတော့နဲ့တယောက်လမ်းမှာတွေ့လို့ပဲဖြစ်အကြောင်းမှာတွေ့လို့ပဲဖြစ်အလုံးမှာတွေ့လို့ပဲဖြစ်တယောက်တစ်ယောက်စကားပြောကြရဲဆိုပေမဲ့ကိုကကိုနောက်မှာလည်းကိုစိတ်ညစ်စရာတွေဆိုတာရှိတာပဲဟဲ့လားသူတို့တွေမှာလည်းသူတို့နောက်မှာစိတ်ညစ်စရာဆိုတာရှိမှာပဲဒါပေမဲ့အချင်းချင်းတွေ့ကြတဲ့အခါမှာသူကအိမ်ကနေစူခံလာရလို့ညနာစူပုတ်ပြီးတော့ဟဲ့အစင်ပြေလားစားပြီလားဘာညာပြောလို့ရှိရင်လည်းသူကစားပြီဘာညာအဲ့လိုမျိုးပေါ့လေတိတိကျပြန်မဖြေပေးဘူးပေါ့အဲ့ခါကြလို့ရှိရင်ကိုရီးယားဟာဘာလဲဟာဒီတယောက်ကငါကောင်းကောင်းမေးတာ哦သူကလာပြီးတော့စိတ်ဆိုးနေရဘာညာဆိုပြီးတော့အဲ့ချိန်ညရင်သူစိတ်ဆိုးရရပါကိုယ်စီကူးလာတယ်မလားအမကိုကဒေါသကြီးထွက်ငါကောင်းကောင်းမေးတာသူကကောင်းကောင်းမဖြေဘူးလားဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့အဲ့တော့အဲ့နေရာမှာသူမလည်းသူစိတ်ညစ်စရာရှိလို့နေမှာပေါ့ဆိုပြီးတော့အဲ့လိုမျိုးဒါတွေးပေးလိုက်မယ်ဆိုရင်ကိုယ်တွေလည်းလိုက်ပြီးတော့ခံစားနေရမှာမဟုတ်တော့ဘူးပဲသိလားတဲ့သူငါဘာလို့လူဖြေတာလဲဘာလို့အဲ့လိုမျိုးကြီးလဲဒေါသထွက်စရာအကြောင်းလည်းရှိမှာမဟုတ်တော့နော်အဲ့တော့ပြောချင်တာကတော့အဲ့နှစ်ခုပဲစစချင်းကတော့ခက်ခဲလိမ့်မယ်သိလားဒါပေမဲ့တဖြည်းဖြည်းစူးစမ်းရင်းနဲ့ပဲအဲ့လိုသူများပေးရတဲ့မရှိတတ်တော့ဘူးသူများစားလဲကိုကဖြည့်သွေးလာတတ်တယ်ဆိုတဲ့အခါကျဘွားကြီးကတော်တော်လေးအေးချမ်းတယ်